ရှောက်ခဲ့တယ်တတိထားသာလောကအလဲမှာတူရောင်တွေမှာအတူရောင်ပေါ်လို့အမေရာခဲ့စဉ်ကအမေစေတနာကိုနာမထောင်ခဲ့ဘူးကွယ်အပေါင်းအသင်းနဲ့ပျော်ပါရင်လောကကိုရဲခြင်းခဲ့တယ်အမေမျက်ရည်ဘယ်နှစက်ကြခဲ့မှန်းသာမသိခဲ့တယ်လူမိုက်ကြောင်ရဲ့မာနတွေနဲ့အမေကိုအန်တူလို့အိမ်ပြန်ချိန်မမှန်နဲ့သာမိုက်တယောက်ဖြစ်ခဲ့ရတဲ့အမေအခုတော့လေအခက်ခဲတွေကြားမှာသာတယောက်တည်းလောကရဲ့ရိုက်ချက်တွေအောင်နာကျင်နေရပြီအမေပြောမှုတဲ့စကားတွေကိုပြန်ချမိတော့နောင်နာတွေနဲ့တူထောက်မေကိုကန်တော့ခြင်းနဲ့ပြန်မရနိုင်တော့တဲ့အချိန်တွေတွေ့တာရှင်သူမနာဖြစ်ရပါတော့ကနေအမေမျက်နှာကိုမြင်အောင်ရင်တောင်းပန်စကားတွေလေထဲမှာပဲရေရွတ်နေမိတယ်အမေပေးတဲ့ဆုံးမစာတွေကခုမှတန်ဖိုးရှိမှန်းသိရချိန်သားစိုးလေးရဲ့နောင်တမျက်ရည်တွေအမေမြင်နိုင်မှမလား